အားလုံးပဲမင်္ဂလာပါအခုကျွန်မပေါ့နော် forex trading ထဲကိုရောက်လာတဲ့ beginner တွေအတွက်လေ့ကျင့်ဖို့ရအသုံးပြုသင့်တဲ့ပေါ့နော် real account လေးပေါ့နော် real account ထဲမှာစက် account အကြောင်းလေးကိုကျွန်မပြောပြပေးချင်ပါတယ်အဲ့တော့ကျွန်မတို့ဆက်စချင်းပေါ့နော်ဒီ forex trading ကိုဝင်လာတဲ့ beginner တွေကတော့ပထမဆုံးအနေနဲ့ကျွန်မတို့ demo account နဲ့လေ့ကျင့်ကြတယ် demo account ကနေတဆင့်ကျွန်မတို့ပေါ့နော်real market နဲ့ trade ချင်တယ်ဆိုပါစို့ပေါ့နော်ကျွန်မတို့ account အစစ်နဲ့ trade ချင်တယ်ဆိုရင်တခြား STP တွေဆိုရင်ကျွန်မတို့အတွက်ဆုံးရှုံးနိုင်ခြေပိုပြီးတော့များတာပေါ့နော်အဲ့တော့ဘယ်အကောက်လေးအသုံးပြုသင့်တယ်ဆိုတော့ကျွန်တော်တို့စံအကောက်လေးကိုအသုံးပြုသင့်ပါတယ်ဒီမှာကျွန်မစံအကောက်လေးဖွင့်ထားတာပေါ့နော်နမူနာပြဖို့အတွက်ဖွင့်ထားတာစံအကောက်ကိုကျွန်တော်တို့ USD နဲ့ပြပါတယ်နောက်ပြီးတော့ကျွန်တော်တို့ STP အကောက်ကြတော့ကျွန်တော်တို့ USD ပေါ့နော်ထားလိုက်တော့လောလောဆယ်ကျွန်မကစံအကောက်အကြောင်းကိုအရင်ပြောမှာပေါ့နော်အဲ့တော့ဒီအခုကျွန်မမြင်နေရတဲ့1000ဆိုတာကလေကျွန်မဘယ်လောက်ထည့်ထားလဲဆိုတော့$10ပဲထည့်ထားတယ်အဲ့တော့သူ့ရဲ့ပုံစံကဘယ်လိုမျိုးလဲဆိုတော့ကိုပတ်စံဘယ်လောက်ထက်သူကဘာနဲ့မြောက်ပြီလဲဆိုတော့ပတ်စံဘယ်လောက်ထက်သူက100ဆိုတဲ့ level နဲ့သူမြောက်တယ်မြောက်ပြီးတော့ရလာတဲ့ပမာဏကိုအခု30နဲ့100နဲ့မြောက်မယ်ဆိုရင်ကျွန်တော်တို့1000ရလာတဲ့ပမာဏကိုသူကကိုယ့်ရဲ့ balance မှာပြပေးတယ်အနောက်မှာသူ့ရဲ့ indicator က USC ပေါ့နော်အဲ့တော့အကောက်လေးကျွန်တော်တို့တစ်ချက်သွားပြီးတော့ကြည့်မယ်နော်ဒီမှာကျွန်မ30ထည့်ထားတယ်စံအကောက်ရဲ့ပုံစံလေးကဘာဖြစ်လဲဆိုတော့လေ့ကျင့်မှုအတွက်သီးသန့်ပဲ။ဘာကြောင့်လဲဆိုတော့ तू ကရှုံးရင်လည်းနည်းနည်းပဲရှုံးမယ်၊မြတ်ရင်လည်းနည်းနည်းပဲမြတ်မှာပေါ့နော်။ဥပမာ 0.01 နဲ့ပေါ့နော်0.01 နဲ့ပဲကျမတို့ trade မယ်ဆိုရင်ကျမတို့အကျိန်100 trade မှအကျိန်100 trade မှာပေါ့နော်တလော့ပေါ့ဒါ100ဆိုတာတလော့နဲ့ညီမျှတော့ပေါ့နော်ကျမတို့ 0.01 လေးနဲ့ trade မယ်အကျိန်100 trade မယ်ဆိုရင်ဒါတလော့နဲ့ညီမျှတယ်တလော့ကျမတို့အယောင်အဝယ်လုံးမသာသူက$နဲ့ညီမျှတယ်ကျမတို့ကဒီပေါ့နော် 0.01 နဲ့အကျိတ်တရားအရောင်းဝယ်ပြုလုပ်လိုက်လို့ရှုံးသွားတယ်ဆိုရင်$ရှုံးမယ်အကယ်၍မြတ်သွားခဲ့တယ်ဆိုရင်$မြတ်မှာပေါ့နော်စံအကောက်မှာကျမတို့လေ့ကျင့်တာများပြီးအချိန်အတိုင်းအတာတစ်ခုထိရောက်ပြီဆိုမှဒါကျမတို့က STP အကောက်ကိုပြောင်းတင်တာပေါ့နော် deposit အနေနဲ့ကတော့ကျမတို့$50အနည်းဆုံးထည့်ရမယ်ဒါပေမဲ့$50ကိုမှကိုကခွဲပြီးတော့ပေါ့နော်ကိုယ့်ရဲ့ဒီ trading အကောက်တွေကို10ပဲဖြစ်ဖြစ်เนาะ$5ပဲဖြစ်ဖြစ်20ပဲဖြစ်ဖြစ်ပြန်ပြီးတော့ထည့်လို့ရပါတယ်เนาะသူရဲ့ spread တွေအနေနဲ့ဒါကျွန်မပြပေးမယ် spread ကလည်းဒါအများကြီးမရှိဘူးဒီစံအကောက်ရဲ့သဘောတဘာဝကိုကကျွန်တော်တို့ spread ကျဲတယ်ပေါ့နော်ဒါပေမဲ့လည်းအခု Asian ချိန်မှာတော့မှကမ္ဘာရွှေက30ပဲရှိတယ်เนาะကျွန်တော်တို့တခြား major currency pair ဆိုရင်ကျွန်မကြည့်15လို့19လို့เนาะဒီလောက်ပဲရှိတယ်เนาะဒီလောက်ပဲဒါအမှန်တကယ်ဆိုစံအကောက်ကလေ30ကျော်သွားရမှာဒါပေမဲ့ဒီအချိန်မှာကြည့်တော့မှဒီလောက်ပဲရှိတာပေါ့เนาะတော်တော်လေးကိုမှဒါ spread နေတဲ့ထဲမှာပါပြီအဲ့တော့ကိုလေ့ကျင့်ချင်တယ်ဆိုရင်ဒီအကောက်တိုက်လေးကိုဖွင့်ပါအကောက်တိုက်ရဲ့ပုံစံကဒီဘဲလမ်းမှာပြနေတဲ့ပတ်စံကကျမတို့တကယ်ပတ်စံအစစ်မဟုတ်ပါဘူးဒါ level 100နဲ့မြောက်ထားတာအဲ့တော့ကျမတို့ငွေပြန်ထုတ်ချင်တယ်ဆိုရင်လည်းဒီဘဲလမ်းမှာရှိတဲ့အမောက်ကိုကျမတို့က100နဲ့ပြန်ပြီးတော့စားထုတ်ပြီးတော့မှကြံတဲ့ပမာဏကဒါကျမတို့ရဲ့တကယ်ပတ်စံအစစ်ပေါ့နော်ဒါကတော့စံအကောက်ဖြစ်ပါတယ် STP အကောက်ကိုတော့ကျမနောက်ထပ်ဗီဒီယိုလေးမှာပြန်ပြီးတော့ပြောပြပေးပါမယ်